လောကီပညာရဆိုတာဆရာမပါပဲကြည့်ရင်စိုးကျိုးတွေများလာနိုင်တယ်ကွ။ မင်းမောင်ကြီးကလေးတွေနဲ့လာဆော့ပေးလိုက်စမ်း စီလေးရေမင်းငါ့ကိုတက်စီရင်တဲ့စီကြောင့်လို့အခုငါရောက်လာပြီ ငါနိုင်ပိုင်းစာချက်ချင်းအပေါ်ကလာတာတော့မှတော့ကြကြတယ်အမေသားဆရာဝန်ဖြစ်လို့ရှိရင်လေဟောတာဝန်ကြတဲ့နေရာဒီအမေကလိုက်အောင်ပါဖိုးသားရဲ့ အိမ်မက်တွေအများကြီးမမက်ခဲ့ဘူးပါဘူးဒေါက်တာနဲ့ပတ်သက်တဲ့အိမ်မက်ကိုတော့၄-၅ချိန်လောက်မက်ခဲ့ဘူးလေ ခင်ပြဘသူ့ကိုရွေးချယ်မလဲဆိုတာပါပဲအဓိကကြောက်နေတယ် အခုလှည့်ပြန်ကြတော့အချိန်မီသေးတယ်